မြန်မာရိုးရအစားအစာတွေထဲမှာဟင်းရွက်ပြုတ်ဆိုတာမြို့မှာနေတဲ့သူပဲဖြစ်ဖြစ်ရွာမှာနေတဲ့ပြုတ်ဖြစ်အားလုံးကြိုက်ကြတယ်။အဲ့တော့ဒီဟင်းရွက်ပြုတ်ဆိုတာလေးကိုစားပြီးဆိုရင်ဒီဟင်းရွက်ကိုဘယ်လိုပြုတ်တာလဲ။အဲ့ဒီမှာအာဟာရဘုဟုတ္တနဲ့ရှင်ရတော့မယ်။အဲ့တော့လူတိုင်းဟာရွာမှာလမ်းဘေးမှာဆိုလို့ရှိရင်အပင်တွေကနေဒီတိုင်းတက်ခုလို့ရမယ်။ဥပမာစပားတွေစိုက်ထားတဲ့ကောက်ရိုးရိုးပြက်ကြီးတွေမှာအနွယ်လေးတွေပေါက်အောင်ကောက်ရိုးနွယ်လို့ခေါ်တယ်။ဒီလိုကောက်ရိုးနွယ်လေးတွေမှာဆိုရင်တန်တက်တွေအများကြီးကျွယ်ဝတယ်။ဒီနေ့မြန်မာပြည်မှာချုပ်တယ်နေတယ်တန်တက်ချုပ်တယ်ဆိုတဲ့လူတွေကဒီလိုတန်တက်ကြော်သွားတဲ့အစားအသောက်တွေကိုကိုကဘုဟုတ္တရှိတယ်ဆိုရင်ပတ်စံဈေးအနည်းဆုံးနဲ့တကယ်ကိုဆေးကျွေးထားတာမဟုတ်တဲ့ကောက်ရိုးနွယ်လိုမျိုးဟာကိုဒါတန်တက်အများဆုံးပေါ့နော်ဒါစားလို့ရတယ်အဲ့တော့ဟင်းရွက်ပြုတ်တွေမှာမြန်မာလူမျိုးကဟင်းရွက်တွေကိုပြုတ်တော့ဟင်းဒီဟင်းရွက်တွေကအများကြီးရာကျော်ရှိတဲ့ဟင်းဒီဟင်းရွက်တွေကိုနွေရာသီမိုးရာသီဆောင်းရာသီရာသီအလိုက်ပေါ်လာတဲ့ဟင်းဒီဟင်းရွက်တွေကိုလိမ္မော်ရောင်အဝါရောင်အနီရောင်အစိမ်းရောင်ခရမ်းရောင်ဆိုလို့ရှိရင်မြင်သာတာဆိုခရမ်းသီးပေါ့ပြီးလို့ရှိရင်ခရမ်းကော်ပီပေါ့နော်ကော်ပီမှာအဝါရောင်နဲ့ခရမ်းနှမျိုးလာပြီးရင်ကစုံငချိတ်လို့ခေါ်တဲ့ကစုံဥခရမ်းရောင်ပြီးလို့ရှိရင်ကြက်သွန်မှာဖောက်ပေါ်အဲ့တို့ခရမ်းရောင်ရှိတဲ့အစားအသောက်တွေသူခရမ်းရောင်ကြောင့်ဟာရတွေအများကြီးပိုရမယ်ပြီးရင်အခုပြောင်းမှုပလို့ပြောင်းလို့ပြောတဲ့ပြောင်းမှုလေးတွေမှာခရမ်းရောင်လာတယ်နော်ဒါလေးတွေဆိုလေသူကအာဟာရတွေပိုတိုးတဲ့အတွက်ကျန်းမာရေးနဲ့ညီညွတ်အောင်ရွေးချယ်စားတောက်တဲ့အစားတောက်ထဲမှာရွေးချယ်သင့်တယ်အဲ့တော့ကော်ပီတို့မုံညင်းမုံလာအစားရှိသဖြင့်ဒါတွေအားလုံးကဖွေးရအိမ်ရှင်မတွေကချက်ပြုတ်ပြင်ဆင်ပြီးတော့ဈေးလည်းမကြီးပါဘူးတိတိကျကျချက်ပြုတ်ပြင်ဆင်ပြီးတော့စားရမယ့်အရာလေးတွေဖြစ်တယ်ပေါ့နော်ဟင်းရွက်တွေကိုပြုတ်စားတယ်ဟင်းရွက်ပြုတ်ဟင်းရွက်တွေကိုချင်းချက်မယ်ချင်းဟင်းညိုချက်မယ်ဒါမှမဟုတ်လို့ရှိရင်အစိမ်းကြော်စားမယ်ဒါမှမဟုတ်လို့ရှိရင်လည်းအရေးကျဲလေးနဲ့စတူးလိုမျိုးလေးတွေဟင်းလေးတွေချက်စားမယ်ဒါမှမဟုတ်လို့ရှိရင်သီးစုံဟင်းလိုချက်စားမယ်ကဲအဲ့လိုချက်တဲ့နေရာမှာဟင်းတွေကို don't overcook ဟင်းဒီဟင်းရွက်ကအင်မတန်မှနူးညံ့တယ်မိဖို့ပေါ်မှာ9မိနစ်9မိနစ်10မိနစ်တက်ပို့အောင်ဘယ်တော့မှမထားသင့်အဲ့တော့အာဟာရတွေမဆုံးရှုံးအောင်လို့ချက်ပြုတ်ပြင်ဆင်တဲ့နေရာမှာလည်းအရေးကြီးတယ်အဲ့တော့ကိုကချင်းဟင်းညိုချက်မယ်ဆိုလို့ရှိရင်အမြဲတမ်းအဖုံးလေးထားမယ်ပြီးရင်နုအီမသွားအောင်လို့ဒါမျိုးတွေအကုန်လုံးကိုမီးပိတ်ပြီးမှထည့်လို့ရတဲ့ဟင်းရွက်တွေရှိတယ်တချို့ဟာတွေအမျိုးပေါ်မှာတက်အောင်ရွံ့ငွေ့နေနုအီပြီးစားလို့ရတဲ့ဟာရှိတယ်အဲ့တော့လူတွေကနုအီတာကိုစားတာအကျင့်ပါနေတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့အထူးသဖြင့်တက်ထုတက်တယ်ဟင်းဒီဟင်းရွက်တွေမှာရှိတဲ့တက်ထုတက်တွေက overcook ဆိုတော့မြို့မှာ10မိနစ်ကနေနောက်ထပ်15မိနစ်မိနစ်20နိုင်ဝက်လောက်တောင်ချက်တယ်ဆိုတော့အကုန်တက်တွေကပြိုကွဲပြီးတော့အကုန်လုံးကျန်တာတွေနဲ့ပေါင်းဆက်ပြီးတော့သူ့ရဲ့တကယ် original ရရှိရမယ်မူရင်းအာဟာရတန်ဖိုးတွေကရော့ကုန်တယ်အကုန်လုံးဒါကြောင့်မို့လို့အသီးရွက်တွေစားရင် raw ဆိုတဲ့လက်ဆက်စားအောင်စူးစမ်းကြည့်မယ်ဒါမှမဟုတ်ရင်စိုးကပြောသလိုအမြန်ဆုံးပေါ့နော်အငွေ့ပြန်တဲ့ထဲပါမသွားအောင်ချင်းဟင်းညိုချက်ရင်အဖုံးလေးအုပ်ထားမယ်10မိနစ်နဲ့15မိနစ်အတွင်းမှာအပြီးချက်မယ်အဲ့တော့ဒီဟင်းရတွေကိုမြမယဉ်ကျေးမှုရမနက်ကအစိုးရတဲ့အင်ရှင်မတယောက်ကချက်တယ်တအိမ်လုံးစာချက်ထားတယ်ပြီးရင်တနေကုန်ဒီတိုင်းထားတယ်ဆိုအဲ့ဒီခါမှာဘာဖြစ်လဲဆိုတော့ဟင်းရမလက်ဆက်တော့မလက်ဆက်ဘူးဆိုတော့ဒီလို temperature ကမြန်မာပြည်ရဲ့ရာသီဥတုကအပင်မှာဆိုတစ်ခါတလေ100 degree Fahrenheit လောက်ထိရှိတယ်နွေရာသီလိုမျိုးမှာအဲ့တော့ဒါတွေကကျန်းမာရေးအရာကြတော့ food safety လို့ပြောတဲ့ဘေးကင်းအန္တရာယ်ပေါ့နော်အစားအသောက်တွေဘေးအန္တရာယ်ကင်းရေးနဲ့ပတ်သက်ကြတော့ तू ကသွားပြီးတော့မကိုက်ညီတော့အစားအသောက်ကချက်ပြုတ်ပြီးရင်အပြင်အခန်း temperature ကြီးမှာအမြင့်ဆုံး maximum 2နာရီပဲထားတဲ့2နာရီအတွင်းမှာ तू ကအေးအစားဆုံးအေးထဲမှာထားမယ်အပူစားဆိုတော့သူ့ကိုတိမ့်နေရတော့မယ်အဲ့တော့အခန်းပူချိန်မှာထားရင်ဒီအစားအသောက်ကကျန်းမာရေးအရာကြတော့ safety အရာအန္တရာယ်ကင်းတဲ့အစားအသောက်လို့သတ်မှတ်လို့မရတော့ဘူးဒါပေမဲ့မြန်မာပြည်မှာကြတော့ဟင်းဒီမှာအမြုပ်တက်နေလဲစားနေသေးတယ်သူကချင်းနေနဲ့စားနေသေးတယ်တကယ်တမ်းက तू အာဟာရက तू အာဟာရဆိုတာတဲ့ तू ကခုန safety လို့ပြောတယ်ဘေးအန္တရာယ်ကင်းရှင်းမှုကမရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီပတ်ဝန်းကျင်ကြီးက temperature 90 degree 100 degree ရှိနေတဲ့အခန်းပူချိန်ကြီးမှာကဘက်တီးရီးယားလို့ပြောတဲ့ဘက်တီးရီးယားအကောင်လေးတွေ virus တွေ parasite လို့ပြောတဲ့ကပ်ပါတွေ fungus လို့ပြောတဲ့မိုးတွေဒီ micro organism တွေကအပြည့်မှာအပြည့်ရှိနေတာအခု microscope တစ်ခုကိုယူပြီးတော့အဲ့ဒီ kitchen မှာချကြည့်လိုက်ရင်ပတ်ဝန်းကျင်မှာမီလီယံနဲ့ချီတဲ့ဒီအကောင်တွေ micro organism တွေအများကြီးရှိတယ်တာမန်မျက်စိနဲ့မမြင်နိုင်ဘူး microscope ကိုအစပေါင်း3000ချက်ကြည့်မှမြင်ရတဲ့အကောင်လေးတွေဖြစ်တဲ့အတွက်လူတွေကသိသတိမထားဘူးအဲ့တော့အစားအသောက်ကိုကြော်လိုက်တယ်။အော်ကြော်ထားတာစီမြုပ်ကြော်တယ်။တစ်ခါပြန်ပြီးတော့စီကျက်သွန်လေးနဲ့ပြန်နှက်တယ်။ငါးကြော်နှက်တို့လို့။ဒါဆိုရင်တော့2ရက်လောက်တောင်ထမင်းစပွဲမှာဒီတိုင်းထားတယ်။ဘယ်မှာcold temperature မှာသိမ်းတာလို့ဘာလို့မရှိဘူး။အဲ့တော့ဒီတိုင်းစားတော့အရသာလေးလည်းကောင်းနေသေးတယ်။ချင်းဆုပ်သွားတာတိုးသွားတာဒါမျိုးမရှိသေးသေးကောင်းတယ်ဆိုပြီးတော့စားနေကြတယ်။ဒါပေမဲ့အာဟာရဖြစ်မှုတို့ခုနပြောတဲ့အန်နီယကင်းမှုတို့ food safety တို့ကကြတော့လုံးဝနှိမ့်သွားပြီ။
ဒါကြောင့်မို့လို့လက်လက်ဆက်ဆက်ခုချက်ခုစားကအကောင်းဆုံးပေါ့ပြုတ်တော့ဟင်းရွက်ဆိုတာကခုနပြောတဲ့အသီးလေးမှာခရမ်းသီးဆိုလို့ရှိရင်ခရမ်းလက်ညှိုးသီးလေးတွေရှိမယ်ဒါဆိုအသီးလေးတွေရှိမယ်ပဲဆောင်ငါးသီးဆိုအတောင်လေးတွေရှိမယ်အကျန်းတဲ့ဟင်းရွက်တွေကအရွက်တွေနောက်တစ်ခုကပင်စီပေါ့နော်ဒါမျိုးလေးတွေဆိုဒီလိုအခုဆိုမုံကြီးမုံလားတွေရှိမယ်မုံလားကိုအဖြူလေးတွေပြုတ်လိုက်တယ်တခွားသီးလောက်ကိုပဲမပြုတ်တာမြန်မာလူမျိုးကဒါတောင်ပြုတ်လို့ရရင်ပြုတ်စားကြအောင်ပါနော်အဲ့တော့ဒီလိုဟင်းရွက်ပြုတ်ကလေးတွေအကုန်လုံးကိုပြုတ်လိုက်တဲ့အချိန်မှာပြုတ်ပြီးတဲ့ရေကိုတွန်းပစ်တာဘယ်သူမှတောက်မပစ်ဘူးအဲ့တော့ဟင်းသီးဟင်းရွက်ကသဘောကသဘာဝကိုကသူ့မှာကျွယ်ဝနေတာကတတ္ထုဓာတ်တွေ minerals လို့ပြောတဲ့တတ္ထုဓာတ်တွေက calcium magnesium iron zinc potassium phosphorus ဆိုတဲ့အများကြီး A ကနေ Z အထိ vitamin ကလည်း A တွေ B တွေ C တွေ D တွေ E တွေ K တွေဆိုအကုန်ကျွယ်ဝနေတဲ့ဒီအသီးရွက်တွေကိုဘူးတီကင်းလေးတွေပြုတ်လိုက်တယ်ဖယုံသီးလေးတွေပြုတ်လိုက်တယ်ဘောနော်ဒါမျိုးလေးတွေရင်အေးတယ်ဆိုတို့တယ်ပြုတ်တဲ့အရေပါတောက်ရအဲ့တော့ပြုတ်တဲ့အရေထဲမှာအထူးသဖြင့်တတ္ထုဓာတ်တွေကအဲ့ကအကုန်ရောက်သွားအဲ့တော့ဟင်းရွက်ပြုတ်ကိုပြုတ်ပြီးတော့အရေးတွေအကုန်တွန်ပစ်တယ်ဟင်းရွက်ပြုတ်ကိုတော့အခုစားတောက်ဆိုင်တွေမှာလည်းရောင်းချပါတယ်ခါလဲလေမန်ကြီးနဲ့လို့စတီးလေမန်ကြီးနဲ့ထည့်ထားအလယ်မှာငပိရေကွက်ထည့်ထားအဲ့တော့ဒီငပိရေထဲမှာကြတော့ပြောတယ်ကွာကြက်သားမှုန့်တို့အသားမှုန့်တို့ပစုံကြောက်ထောင်းမှုန့်တို့အစရှိတဲ့ပြင်အရသာရှိအောင်ပြန်ထည့်အဲ့တော့ရှိတဲ့အာဟာရတွေကိုကြတော့လွတ်ပစ်တယ်ထပ်ထည့်မဲ့အာဟာရတွေကိုကြတော့ထပ်ထည့်ပြီးတော့မလိုလားအပ်တဲ့ဓာတုပေါ့နော်ဒီလိုဟာမျိုးတို့ထပ်ထည့်ပြီးတော့ဟင်းရွက်ပြုတ်အတူကိုမရေရှိတ်ရေစားကြတယ်အဲ့တော့တကယ်တမ်းကကိုယ့်ရဲ့မြမရိုးရာအစားအစာဖြစ်တဲ့ငပိရေအတူဆိုတာစားလို့ရတယ်ဆက်ပြီးတော့လည်းစားတင်တယ်ဒါပေမဲ့ချက်ပြုတ်ပြင်ဆင်တဲ့နေရာမှာအာဟာရတို့လွတ်ပစ်တဲ့ရောက်မသွားအောင်လို့ဟင်းရွက်ပြုတ်ပုံပြုံကြီးอ่ะမြို့ပေါ်ကလူတွေဆိုလို့ရှိရင် rice cooker မှာအပေါ်က steam လုပ်တဲ့အထက်ကလေးပါတယ်အဲ့တော့ဟင်းရွက်ကလေးတို့အခက်လိုက်သေးချရေဆေးပြီးရင်အဲ့အပေါ်က steam လုပ်တဲ့ပေါင်းတာလေးပေါ့နော်အဲ့ထဲမှာအငွေလေးနဲ့ပေါင်းလိုက်လို့ရှိရင်ဟင်းရွက်ကလေးကဘာမှမဆုံးရှုံးပဲနဲ့ခုနလိုငပိရည်နဲ့ပဲတွတ်ပစုံကြောင့်ငပြားရည်ချက်ကလေးနဲ့ပဲတွတ်ဒါစားလို့ရတယ်အာဟာရတွေဆုံးရှုံးမသွားဘူးအဲ့တော့ကြေးရွာတွေမှာနေတယ်ဆိုရင်တော့ဒါကလျှက်စီမီလည်းမရှိဘူးအဲ့တော့ထင်းမီနဲ့ပဲချက်တယ်မီးသွေးမီးနဲ့ပဲချက်တယ်ဖွာချမ်းမီးခုနဒီလိုချက်တယ်ဆိုရင်ပွက်ပွက်ဆူတဲ့ရင်နွေးစလုံးထဲမှာဒီဟင်းရွက်ကလေးတို့ just dip ပေါ့နော်ချက်ချင်းနှစ်ပြီးတော့ချက်ချင်းပြန်ဆယ်လိုက်တယ်အဲ့လိုမျိုးစားမယ်ဆိုလို့ရှိရင်ဒီဟင်းရွက်ဟင်းသီးရဲ့တတ္ထုဓာတ်တွေနဲ့ဗီတာမင်တွေကဆုံးရှုံးမသွားတဲ့အတွက်ခုနငပိရည်ချက်ကလေးနဲ့ပဲတို့စားအဲ့ဒီငပိရည်တွေငပြားရည်ချက်တွေမပါဘဲနဲ့အဲ့ဒီဟင်းရွက်တွေကြီးပဲဒီနေ့ဒီတိုင်းထိုင်စားလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လက်လက်ဆက်ဆက် raw ပေါ့နော်တေချာရည်စင်အောင်စေးပြီးတခွားသီးတွေဒီတိုင်းတို့မယ်မုံလာဥနီဒီတိုင်းတို့မယ်တန်အစိမ့်စားလို့ရတဲ့ဟင်းရွက်မှန်သမျှကိုအစိမ့်စားပစ်မယ်ဒါပေမဲ့သေးသေးချာချာတော့ရေနဲ့ဆေးမယ်မှန်ရှင်းတဲ့ရေဟင်းဟင်းရွက်ကတော့ကောင်းပါရဲ့ organic ဒါမှမဟုတ်ရေးပြီးဆေးတွေရေကမတန့်ရင်လည်းဟင်းဟင်းရွက်ကမတန့်ပြန်ဘူးအစိမ်းစားမှာကိုဒါကြောင့်မို့လို့ဆေးတွေရေကလည်းတန့်တဲ့ရေဖြစ်ရမယ်နောက်တစ်ခုကကြတော့ဟင်းဟင်းရွက်တွေကိုမြန်မာလူမျိုးတွေအင်ရှင်မတွေချက်ပြုတ်ပြင်ဆင်တဲ့နေရာမှာအာဟာရတွေဆုံးရှုံးတဲ့အဓိကအရေးကြီးတဲ့နောက်တစ်ချက်ရှိတယ်ဟင်းသီးဟင်းရွက်တို့တေချာဖြတ်တောက်ကစွန်းရွက်ကမွန်ကျင်ရွက်အစရှိတဲ့ဖြတ်တောက်ပြီးတော့မှရေတွေစိမ့်ထားပြီးမှရေတို့စစ်နောက်ပြီးရင်ခါတဲ့အရာသာဖြစ်တဲ့ကျဟင်းငါးသီးတို့လိုကြောင်ရှာသီးတို့လိုဆိုရင်စားနေတောင်နေပြီးတော့ညှစ်ချတယ်အဲ့တော့ရှိသမျှအာဟာရတွေကဆေးပြီးသွန်ပစ်လိုက်တဲ့ရေထဲမှာပါသွားတယ်အထူးသဖြင့်ပါသွားတာကရေမှာပေါ်ဝင်တဲ့ water soluble vitamin တွေဖြစ်တဲ့ vitamin C တို့လို vitamin B တို့လိုကကုန်နေပြီသွန်ပစ်တဲ့စိတ်ပစ်လိုက်တဲ့ရေထဲမှာပါသွားတာဒါကြောင့်ဟင်းရွက်ဟင်းသီးတွေဆိုရင်အခက်လိုက်တွေအပင်လိုက်တွေတိတိကျကျရေစင်အောင်ဆေးမယ်ထွင်ပြီးရင်ဖြတ်တောက်ပြီးရင်ဘယ်တော့မှမဆေးနဲ့တော့ဟင်းသီးဟင်းရွက်ဒါမှအာဟာရတွေအပြည့်ရဆိုအဲ့တော့ကျမတို့မြန်မာပြည်ကတမီးဦးကြစားနေကြဖြစ်တဲ့ဟင်းရွက်နဲ့တို့စရာဆိုတာမိန်စရာလေးပါစားလို့လည်းကောင်းတယ်ဒီတိုင်းစားရင်ဟင်းရွက်9မျိုးပါစားဖြစ်ချင်မှစားဖြစ်မယ်ဟင်းရွက်ပြုတ်လေးလည်းကြောက်အောင်9မျိုးမကအောင်10မျိုးစားဖြစ်တယ်နောက်တစ်ခုဒီမှာဂရုစိုက်စေချင်တာကအယောင်ပေါ့နော်ဟင်းသီးဟင်းရွက်တွေမှာအယောင်မှာဟာရတန်မှုတွေရှိတယ်အနီရောင်အဝါရောင်အစိမ်းရောင်လိမ္မော်ရောင်ခရမ်းရောင်အဲ့တော့ကျမတို့ nutrition မှာဆိုရင် eat the rainbow လို့အများနဲ့ပြောလို့ရှိတယ်တက်တန်ရောင်စားပါအသီးရွက်တွေရောင်စုံပါတာတရောင်လည်းမစားနဲ့အစိမ်းရောင်ဆိုရင်အစိမ်းရောင်ကရတဲ့အာဟာရပဲရမယ်ဗီတာမင် A ရမယ် C ရမယ် E ရမယ်ကိုခန္ဓာကိုယ်မှာမျက်စိတွေနားတွေနှာခေါင်းတွေသွားတွေလက်ချောင်းတွေလက်တွေစပင်းတွေခန္ဓာကိုယ်ကြီးတစ်ခုလုံးရဲ့အသွေးတွေအသားတွေကိုလိုအပ်တဲ့အာဟာရကအစုံလိုတာဖြစ်တဲ့အတွက်ကိုကတခုတည်းစားလို့မရဘူးအဲ့တော့မီးမလာလို့ဆမရဲ့ကြိုချက်ရမယ်ဆိုလို့ရှိရင်တော့ဒီလိုဟင်းမျိုးတွေကိုချက်ပြီးရင်ရေခဲတစ်တာထဲမှာသိမ်းရေခဲတစ်တာသိမ်းတော့ရေခဲတစ်တာလည်းမီးမလာပြန်ဘူးကဲဒါဆိုလို့ရှိရင်အကောင်းဆုံးပညာပေးရမယ်ဆိုရင်တော့လက်လက်ဆက်ဆက်ချက်ပြီးတော့ခုနပြောတဲ့2နာရီအတွင်းမှာချက်ပြုတ်ပြင်ဆင်စားတော့တစ်ခါစားတစ်ခါချက်ချင်းအနေနဲ့အကင်းဆုံးနဲ့အာဟာရတွေအများဆုံးအမြင့်ဆုံးကိုရရှိမယ်ချက်ပြုတ်ပြင်ဆင်နည်းစနစ်ပေါ့နော်ဒါကြောင့်ပတ်စံတွေဈေးကြီးဘလောက်ပေးပြီး organic RGAB ဘလို့ပဲဈေးကြီးပေးပြီးချက်ပြုတ်ပြင်ဆင်တဲ့နေရာမှာစနစ်မကျဘူးဆိုရင်အားရမရတာကမရတာပဲပတ်စံလကားနေအပုံခမ်းနေနဲ့တော့လမ်းဘေးဟာတာဝယ်စားလိုက်တော့အတူတူပဲဖြစ်မှာပဲ
နော်ဒါကြောင့်မို့လို့ကိုကပစ္စည်းတွေကိုအာဟာရတန်ဖိုးတွေနဲ့တွက်ချက်ပြီးတော့ organic တွေစားမယ် GAP တွေစားမယ်ဒါဆိုရင်သူ့ရဲ့ကွင်းဆက်တစ်ခုလုံးမှာကစနစ်တကျဒီအဆင့်မအောင်ဒီအဆင့်မအောင်ဒီအဆင့်မအောင်ပါဇက်ထဲကိုထည့်တဲ့အထိမှာစနစ်တိုင်းမှာအကုန်လုံး food safety လို့ပြောတဲ့ဘေးအန္တရာယ်ကင်းရှင်းရေးဆိုတဲ့ဘာကိုအမြဲတမ်းပြင်ဆင်ပြီးတော့သွားရမယ်အဲ့တော့ချက်ပြုတ်ပြင်ဆင်တဲ့နေရာကသိပြီးတော့အရေးကြီးတယ်အရှင်မတွေကဒီနေ့အရန်လက်ရကောင်းတယ်အမေလက်ရအရန်ကောင်းတယ်အဖွားလက်ရကောင်းတယ်အမချက်ကြွေတာကောင်းတယ်အဖေကြီးချက်ကြွေတာကောင်းတယ်အန်တီချက်ကြွေတာကောင်းတယ်ဆိုတာကအရသာကိုပြောတာအရသာကောင်းလို့တပွဲမကောက်နှစ်ပွဲစားတယ်ဆိုတာနဲ့အာဟာရတွေနဲ့ပြည့်စုံပြီးတော့ food safety အန္တရာယ်ကင်းလို့လူခန္ဓာကိုယ်ကြီးတွေအကျိုးတွေရှိစေတဲ့အတွက်အင်အားတွေဖြစ်စေတဲ့ခန္ဓာကိုယ်ကြီးကတောင့်တင်းပြီးတော့အသွေးတွေအသားတွေတကယ့်ကိုအပြည့်ရစေတယ်ဆိုတာနဲ့ကတခြားစီဖြစ်တယ်ဒါကြောင့်မို့ကိုယ့်ရဲ့ဥတီချက်ကလူခန္ဓာကိုယ်ကြီးကိုကျန်းမာစေတယ်ဆိုလို့ရှိရင်အာဟာရပြည့်ဝတဲ့အစားအသောက်ကိုရွေးချယ်ပြီးတော့ချက်ပြုတ်ပြင်ဆင်တာကို food safety ရဲ့စံချိန်စံညွှန်းတွေနဲ့ကိုင်ညီအောင်တန်ရှင်းချက်ပြုတ်ပြင်ဆင်ပြီးတော့စားတော့ဖို့ကအရေးအကြီးဆုံးဖြစ်ပါတယ်